အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာ verb အသုံးပြုပုံလေးတွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ် verb ကိုလည်းသူ့နေရာနဲ့သူစနစ်တကျအသုံးပြုတတ်အောင်ခေါင်းစဉ်လေးနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ် verb of times a verb of frequency a verb of place a verb of degree a verb of manner တို့ပဲဖြစ်ပါတယ်ပထမဦးဆုံး a verb of time ကိုကြည့်မယ်ဆိုလို့ရှိရင် time ဆိုတာအားလုံးသိတဲ့အတိုင်းအချိန် already ago before yet never yesterday soon lately December I have heard this before ဒါကိုအရင်ကကြားဘူးတယ်အရင်ကဆိုတဲ့ before ကချိန်ကိုပြတာဖြစ်ပါတယ် a verb of frequency ကတော့မကြာခဏဖြစ်ပေါ်လာတဲ့အရာမျိုးတွေမှာ frequency ကိုသုံးပါတယ် always usually normally often sometimes it's always cold in this room ဒီအခန်းကအမြဲတမ်းအေးနေတာပဲအမြဲတမ်းဆိုတဲ့အဓိပ္ပာယ်က frequency ကိုပြတာဖြစ်ပါတယ် verb of place ကတော့ဒီနေရာတွေကိုပြတာဖြစ်ပြီးတော့ပါလေးတွေပါလေကြည့်ကြရအောင်နော် here everywhere near down away backwards upwards I've lived here for about 2 years ဒီမှာနေထိုင်တာနှစ်တောင်ရှိသွားပြီဒီမှာဆိုတဲ့ဟာက a verb of place ဆိုတဲ့နေရာကိုပြတာဖြစ်ပါတယ် a verb of degree ကတော့တိုင်းတာမှုတွေမှာပြသချင်တယ်ဆိုလို့ရှိရင်ဒီ a verb ကိုအသုံးပြုကြပါတယ် almost fully quite true enough perfectly အသက်30ပြည့်တော့မယ်ဆိုလို့ရှိရင် she's almost 30 almost ကတော့ပြည့်ခန့်နေပြီအစတွေကိုပြတာဖြစ်တဲ့အတွက်ဒါက degree ဖြစ်ပါတယ် a verb of manner ကတော့အပြုအမူလေးတွေအမှုအကျင့်လေးတွေကိုအသုံးပြုမယ်ဆိုလို့ရှိရင်ဒီ a verb ကိုအသုံးပြုပါတယ် for example slowly စန့်ကျင်ဘက် quickly badly beautifully loudly เนาะအကျယ်တယ် quietly เนาะဒါလေးတွေက manner a verb လေးတွေဖြစ်ပါတယ် she dresses beautifully เนาะသူအရန်လှပပဝတ်ထားတယ်ဆိုတဲ့ဟာကိုဒီမှာပြချင်တယ်သူရဲ့လှပမှုကိုပြချင်တယ်လို့ရှိရင်ဒီ verb လေးတွေကိုအသုံးပြုပြီးတော့ပြလို့ရပါတယ်เนาะa verb ကိုများတော့အဖြစ်တည်ထားကြတာက ly နဲ့ဆုံးတယ်လို့တည်ထားကြတယ်ဟုတ်တယ်နော်ဆိုတော့ a verb က ly နဲ့ဆုံးတိုင်းလည်း a verb မဟုတ်ပါဘူး ly နဲ့ဆုံးတဲ့ a verb ရှိသလို ly နဲ့မဆုံးတဲ့ a verb လည်းရှိပါတယ် wise wisely strong strongly loud loudly sweet sweetly clear clearly calm calmly true truly slow slowly beautiful beautifully nice nicely ဒါလေးတွေက adjective ကို ly ထည့်လိုက်တဲ့အခါကျလို့ရှိရင် verb ဖြစ်သွားတဲ့ words လေးတွေဖြစ်ပါတယ်အခုကတော့ ly မပါဘဲနဲ့ verb ဖြစ်တဲ့ words လေးတွေထပ်မံပြီးတော့ကြည့်ကြရအောင်เนาะalways never hard sometimes yesterday again often not too so ဒါလေးတွေက ly မပါတဲ့ verb လေးတွေဖြစ်ပါတယ်